ဘာရှေးအောင်ရည်ချင်းမှုအမွေနေစရင်ဝင်ပကံဒေတာဖျားတွေအနီးမှာဒေတာကန်တွေကအကျော်ဆိုင်လေးတွေဖွင့်လို့အသက်ဝင်ကြောင်းပြုကြပါတယ်အဲ့ဒီမှာနာမည်ကြီးတဲ့အကျော်ဆိုင်တွေရှိသလိုနောက်မှဖွင့်လာတဲ့ဆိုင်လေးတွေလည်းတွေ့ရပါတယ်ပကံကိုလာရောက်လက်ပတ်သူအများစုကတော့နာမည်ကြီးဖျားတွေရဲ့အနီးဆုံးအကျော်ဆိုင်တွေမှာခဏအပန်းပြေရင်ဝင်ရောက်စားသုံးတွေရှိပါတယ်အဲ့ဒီမှာအကျော်မျိုးစုံရရှိတယ်လို့ပြောပါတယ်မပဲကြော်ရတယ်ဖျားကြော်ရတယ်တူဘူးရတယ်အာလူရတယ်စုပုတ်ကြီးကြော်ရတယ်ရုံးမနတီရတယ်တူဘူးကြော်ရတယ်ပြောင်းမှုကြော်ရတယ်မြင့်ကြော်ရတယ်မြင်းခွိုင်းနဲ့ကြက်သွန်ကြော်ရတယ်ကြက်သွန်ပလိန်လေးလည်းရတယ်ကြက်သွန်နဲ့ငရုတ်သီးနဲ့ကြော်ရလေးရတယ်ဖြူသီးကြော်လေးလည်းရတယ်အသားလူလုံးလေးလည်းရပါတယ်ဒီလိုအရွက်မျိုးစုံအကျော်မျိုးစုံရရှိတာဟာအခြားဒေသတွေနဲ့မတူတဲ့အညာဒေသရဲ့စားတောက်တဲ့ဒလေးရိုးရတစ်ခုလိုဖြစ်နေတာပါဒါမကြီးရှင်ဟိုငါပြရင်းနဲ့ပါလေငါပြရလို့စားချုံမုံလေးနဲ့ငရုတ်သီးလေးနဲ့အချင်းသဘောကြပူများတယ်အချင်းကိုကြိုက်အကျော်ဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင်အချင်းရဖြောဆက်ပုံမတူပေမဲ့လည်းအရသာကတမျိုးစီကောင်းတယ်လို့ပကံမှာအကျော်မကြာခဏစားသုံးလေးရှိတဲ့ခီးသွားဧည့်သည်တွေကပြောပါတယ်အခုလိုမိုးရင်းကာလမှာတော့ပကံဒေသကိုခီးသွားဧည့်သည်ဝင်ရောက်မှုနည်းနေပြီမလဲအကျော်ဆိုင်လေးတွေကတော့အကျော်လာစားမဲ့ဧည့်သည်တွေကိုမျှော်လင့်ရင်းဖွင့်လှစ်နေစေဖြစ်ပါတယ်